ဒီနေ့ line ပေါ်မှာတော်တော်များများဝေးရနေပြီးတော့အားချောင်းနေကြတယ်မင်းတို့ဒီမှာအခုငါတို့ဒီမှာလက်ရှိမြေပြင်မှာရဲဘော်တွေနဲ့တူငါတို့ထောက်ဖို့ဆိုပေမဲ့ရဲဘော်တွေနဲ့တူတသားရက်တီးပြီးတော့ဘာတွေလိုအပ်လဲလက်ရှိဖြစ်ပျက်သွားတဲ့အခြေအနေတွေမှာငါတို့ဘာတွေဖြည့်ဆည်းပေးရမလဲဆိုတာတွေပဲငါတို့လက်ရှိတွေ့အလုပ်လုပ်နေကြတယ်မင်းတို့နဲ့ line ပေါ်ကနေစောင့်ဆရာကြီးတွေလှုပ်အားချောင်းပဲနည်းနည်းတော့ဟိုလူကရိတ်ပါလဲလေဖန်းတန်းစီးပြီးတော့မင်းတို့နည်းနည်းကြားတာလေးနဲ့ရှောက်ပြောနေရအောက်အခြေအနေတွေကိုမင်းတို့မသိကြအောင်ငါတို့တွေလည်းခံစားရတာပဲကွာနေမြေတွေအများကြီးစိုးမိုးထားတဲ့အခြေအနေကနေပြီးတော့ရုတ်တရက်ဒီလိုကိုရထားတဲ့နေမြေတွေကိုဆုံးရှုံးရတယ်ဘယ်လိုကဆုံးရှုံးနေမှာလဲကွာတိုက်ခိုက်သိမ်းပိုက်ထားတဲ့ခေါင်းဆောင်တွေနဲ့ဒီရဲဘော်တွေဆိုပို့ဆိုးငါတို့လိုမျိုးဘေးကထောက်ပို့တွေတောင်မှဒါရင်ထဲမှာခံစားရတယ်ဒါပေမဲ့ဘာလဲဒီလိုအချိန်မှာငါတို့ခံစားနေရမှာဒီလိုအချိန်မှာဒါကြီးကိုတို့ကကြေကွဲနေရမှာလားငါတို့တက်ပြီးတော့လုံနိုင်နေအောင်ငါတို့လုပ်ရမယ်လေငါတို့ဘာတွေလုပ်ရမလဲဆိုတာငါတို့လက်ကြည့်ပလာနဲ့စားခဲ့တာမင်းတို့မင်းနေကြပြီလား2021တော်လိုင်းရေးရ21တော်လိုင်းရေးလက်ကြည့်ပလာနဲ့စားခဲ့တာအခုချိန်မှာငါတို့တွေဒီလောက်ချိန်တွေဒီဖြစ်ထွန်းပေါင်းမြောက်လာခဲ့ပြီဒီချိန်မှာငါတို့ဘယ်လောက်ထိငါတို့မှလုံနိုင်စွမ်းနေရှိနေပြီလဲဘယ်လောက်ထိလုံနေနိုင်နေပြီလဲမင်းအောင်လိုင်းဘယ်လောက်ထိဒီချိန်မှာမြက်ကလူးစံပြဖြစ်နေပြီလဲဒီကောင်တွေပြခတ်နေရပဲဒီကောင်တွေလည်းပြနေရပဲဒီကောင်တွေလည်းကြောက်နေတာပဲကြောက်ကန်ကန်ပြီးတော့ရတော့လုံနေတာပဲအဲ့ဒီချိန်မှာအခုလိုမျိုးစိုးမိုးသိမ့်ပိုက်ထားတဲ့နေရာတွေကနေပြီးတော့လက်လွတ်ဆုံးရှုံးရတာမျိုးပြည်သူတွေလည်းခံစားရတယ်ငါတို့ထောက်ပို့တွေလည်းခံစားရတယ်လို့ရှေ့တန်းမှာတကယ်တတ်ဆွန့်ပြီးတော့တိုက်ခဲတဲ့ရဲဘော်တွေကပိုးပြီးတော့ခံစားရအောင်ပဲဒါကိုသူတို့မင်းတို့စိတ်သက်ကြအောင်ရှောက်ပြီးတော့မင်းတို့တွေဘိုင်းပေါ်ကနေစောက်ဆရာကြီးတွေမင်းတို့တောင်မြောင်မြောင်တွေရှောက်ရေးစောက်ပုံပေါက်ကြပေါက်ပန်း40ရေမရဖတ်မရဒါမျိုးတွေမင်းတို့လုံနေတာတွေကဒါတော်လိုင်းရေးကိုမင်းတို့အားပေးနေအောင်ဖျက်လို့ပြစီလုံနေတာဖြစ်တယ်ငါတို့တော်လိုင်းရေးမှာတောင်ပိုင်းရဲ့မြောက်ပိုင်းရဲ့အရှေ့ပိုင်းရဲ့နောက်ပိုင်းရဲ့ခွဲခြားနေပါလားငါတို့တနိုင်ငံလုံးလုံးမြောက်ပြီးတော့လုံနေရလေခုဒီတောင်ပိုင်းမှာငါတို့ကူနေတဲ့ရဲဘော်တွေလည်း PDF တွေကွာနော် PDF တွေဒီတော်လိုင်းရေးမှာငါတို့လုံနေတာအားလုံးဒီမှာKNU PDF တွေပူပေါင်းပြီးတော့လုပ်နေတာပဲတခြားသောငါတို့မသိနိုင်တဲ့အကြောင်းအရာတွေကိုငါတို့ကိုယ်တိုင်လည်းမလုပ်နိုင်ဘူးငါတို့ကိုယ်တိုင်လည်းဒီစီကိုစီမံကတ်ကွဲတဲ့လူတွေမဟုတ်ဘူးเนาะအဲ့တော့ငါတို့ကလိုအပ်တဲ့အောင်ဖြည့်ဆည်းပေးရတယ်ငါတို့ထောက်ပို့တွေဖြစ်တယ်အဲ့တော့ပြည်သူတွေကလည်းငါတို့နောက်ကနေဝန်းရံပေးကြတယ်ရဲဘော်တွေကလည်းငါတို့စီကနေမြုံလင်းကြတယ်ရဲဘော်တွေကကြည်မရှိရင်ငွေမရှိရင်ဘာဆက်လုပ်မှာလဲတိုက်ပွဲဆိုတာတိုက်ပွဲတစ်ပွဲတိုက်တာခါလေသိန်းထောင်နဲ့ချီကုန်တယ်တိုက်ပွဲတစ်ပွဲရလွယ်တာမဟုတ်ဘူးဆိုတော့အဲ့တော့အားလုံးဒီလို line ပေါ်ကနေပြီးတော့ပေါက်ပန်း40ရှောက်ပြောပြီးတော့ရဲဘော်တွေမြေပြင်ရဲဘော်တွေစိတ်သက်ကြအောင်အဲ့လိုစီယုံသိန်းသွင်းဖျားယောင်ဖြက်စီးနေကြမယ်စားတကယ်လိုတဲ့နေရာတွေဝိုင်းပါကြဖို့ပြောနေတာဖြစ်တယ်ငကွာမှဒီစကားစားဘောမှာစိုက်ဝါအုပ်စုတွေ6800စားတွေ200လိုလိုမျိုးတွေကမှငကွာမှဒီစိုက်ဝါမျိုးစုံနဲ့ကိုယ့်လူသူ့ဘက်သားပုံစံနဲ့ပူကတ်တက်ပြီးတော့စာရေးသားကောင်းကောင်းနဲ့စိုက်ဝါးတွေထည့်နေတယ်ငါပို့အောင်ပါဆိုရင်အမြဲတမ်း6800စားဘောမှာတက်တက်ပဲငါပို့အောင်ပါလို့